စူပါပါဝါရဖို့ပတ်စံအကုန်ခံမရတဲ့ကျင်းစာသစ်လူသားဟုတ်ပါတယ်ဒီလူငယ်လေးအတွက်တော့သူရဲကောင်းလုပ်တယ်ဆိုတာတထေးဖြစ်ဖို့လမ်းစာမဟုတ်ပဲတရောင်းစားဖြစ်ဖို့လမ်းစာပါပဲသူ့အဖေစီကစက်ခံရရှိလိုက်တဲ့ဒီအစွမ်းရဲ့စီကန်းကရိုးရှင်းပါတယ်အားဆိုင်ထုတ်လေးအဲ့ထဲကပတ်စံလေးပျောက်နေပါပဲသူခမရီးစားနဲ့လက်ထပ်ဖို့အိမ်ဝယ်ဖို့ပတ်စံတန်း30လူနေတာပါဒီကျင်းစာသစ်အစွမ်းကြောင့်လမ်းလျှောက်ရင်တော့ဖြည်းဖြည်းလျှောက်ဘွားကိုကူညီဖို့တော့မရဲပဲဖြစ်နေရှာတယ်ဒါပေမဲ့ကံကြမ္မာရက်ဆက်ပါတယ်အမေဖြစ်သူတစ်သက်လုံးစုထားတဲ့တန်း30ကိုသူ့လက်ထဲထည့်ပေးလိုက်တဲ့အချိန်မှာပဲရှေ့တက်တဲ့ကတရားပေါ်မှာဘတ်ကားကြီးပြုတ်ကျလူနီးပါးဖြစ်သွားပါတယ်သူ့လက်ထဲမှာကအမေရဲ့တစ်သက်သာချွေးနေစာရှေ့မှာကလူပေါင်းများစွာရဲ့အသက်မကဲရင်လည်းလိပ်ပြမလုံးကဲလိုက်ပြန်တော့လဲမွဲပြီးနောက်ဆုံးတော့သူရွေးချယ်လိုက်ပါတယ်ဘတ်ကားကြီးကိုလက်ပလာနဲ့ဆွဲတင်လိုက်တဲ့မြင်ကွင်းကဟောလိဝုဒ်ကားတွေလိုမိုက်ပေမဲ့အိတ်ကတ်ထဲကတန်း30ကတော့ဒင်းငါးပြားတွေအဖြစ်မိုးရွာချသလိုကြွေကြကုန်ပါပြီလူအများရှိမှဟီးရိုဖြစ်သွားပေမဲ့ရင်ထဲမှာတော့ငါမွဲပြီဆိုပြီးငိုနေရတဲ့တကယ်ကျင်းစားတဲ့လူသားပါပဲ